ဒီနေ့ကမိုးဟင်းချက်စားမယ်မိုးရီကြီးနဲ့လလဆဆလေးမိုးချက်တဲ့နေ့ဆိုထမင်းများကြီးစားမယ်သူ့ကိုအခုတားနဲ့ပပလေးလှီးလိုက်တာပေါ့နော်ကိုကြိုက်တဲ့အရွယ်ကိုစားချင်တဲ့စိုက်ပေါ့ကြည့်ပါအောင်မိုးလေးတွေကိုကြည့်တဲ့အခါမှာရုပ်တရက်နဲ့ရွက်နဲ့တူတယ်နော်အရက်လေးနဲ့တူတယ်အဲကြောင့်မိုးရတဲ့ကျွန်တော်တို့နားအတွက်အရန်ကောင်းနေတဲ့နားကျမ်းမာရေးအတွက်ပေါ့နော်နားကြိုက်တာနားဖြီယိုတာဟောဒီမှာမလေးရတဲ့ဟာလေးတစ်ခုပါတယ်နှစ်ခုတော့မှနားကြိုက်တာနားဖြီယိုတာအဲ့လိုမျိုးနားနဲ့ပတ်သက်တော့အရန်ကောင်းစီရဲ့တဲ့ဒါကြောင့်မို့မဖြစ်မနဲ့စားသုံးရမယ့်အထက်ပါတာပေါ့နော်သူရဲ့ပုံစံလေးကလည်းနားနဲ့သူနဲ့ရွက်နဲ့မိုးကြောဖို့စီအိုတဲထားတာပေါ့နော်မိုးချက်ဖို့စီထဲမီစီကအရန်များတာမကြိုက်လို့ချက်တော့ကြောဖို့လောက်ထိပဲပေါ့နော်ဒီမှာတော့ချက်တော့ဖြူနေကန်ချတီမြုပ်ဒီစိနေနံပင်မိုးကြောဖို့ပြင်ထားတယ်စီတမီ用那个炒米肉都这么好了呢，那个这么有食材呢。当然的，暖了的就是这么吃的。养的什么没出来。花嫩嫩变脆了。ဒီကြီးကမှလေတတိထားနေတာသူတို့ရဲ့သမင်းကျမတို့ကတော်တော်များများပေါ့နော်ကျမတို့မြန်မာနိုင်ငံတော့သမင်းနှင်းချက်တဲ့အခါမှာနိုင်ငံပြောနောက်ဆုံးမှအုပ်တယ်ပေါ့နော်သူကမဟုတ်ကလပ်ပဲချက်ရင်ရောစက်တော်နဲ့တခါအရင်ကြော်ပြစ်တာအဲ့ဒါပုံမွေးရပဲဒီနေ့ကျမချက်တာတော့ကလားစပိုင်းဖြစ်သွားပြီနော်အိန္ဒိယစတာကလားလို့မပြောရဘူးရုပ်ဒီစိမ့်ထဲကြော်ပြီးရင်ကန်ချယ်ဒီလီထားတာလေးပဲဆော့ရိုးရထုတ်ပေါ့နော်ကျွန်တော်ဒီလေးကဒါရထည့်ချင်တယ်အဲ့ဒါတော့ပေါ်တော့
ဟာပဲမို့ထည့်မှာဖြစ်ပါတယ်အခုတော့မို့ထည့်လိုက်ပြီပေါ့နော်ခန်းချင်ဒီလေးလဲလိမ့်ပါပြီဆိုမို့နဲ့ချက်ခန်းချင်ဒီနဲ့ချက်စားချင်အခုဆိုရင်အရန်ကိုစားလို့ကောင်းတဲ့အရာသာရှိတဲ့ဟိုဟင်းချက်လေးရပါပြီငွေလေးစားလမ်းလွဲဟောပါလေလို့နှုတ်